နော် Premier League ရာသီကုန် table လေးကိုကျွန်တော်ခံမှန်းပြလုံးဝမလွဲစေရဘူးလွဲရင်တော့နှစ်ခုတည်းပုံမလွဲစေရအောင်ကျွန်တော်စိန်ခေါ်တယ်ဗျာလွဲဝိုင်းကြိုက်တာလားပြောလိုက်ဟုတ်ပြီလား Fulham 73 Leeds ကတော့ခုနောက်ပိုင်းမဆိုးဝင်မယ်တော့အောက်ပိုင်းမှာမဆိုးဘူးပြောတာ15နော်ကျွန်တော် Forest က16 Chelsea က5Watson ကရာသီကုန်မှာတော့နေကတ်ရုံသွားမှာတန်းမစင်းရဘူး19 Brighton 17ဗျာ Newcastle 10ဗျာကဲပကိုးအသင်းကတော့ Lucky 7ဗျာ Europa League ပဲသွားကန်လိုက်တော့နော် Man City က2ပေါ့ဘူးကတော့အငင်းပွားပွဲမရှိ20ပါခင်ဗျာဘုံမောက်တန်းစင်းပါဘုံမောက်က18ဘန်လီလက်တန်းစင်းမှာ19တော့ကောင်းလေးက3အောင်တန်းစင်းမှာတေးကြစပါလည်းအချီနေမကောင်းစပါအသင်းသေးဖြစ်သွားပြီစပါ14 Aston Villa က3နေလေးပတ်စနေလေးပါလာပြီအဆင်နယ်ပတ်စနေလေးပါလာပြီအဆင်နယ်က4ပေါ့ဟုတ်တယ်မလား Crystal Palace က9 Brentford က7 Everton 10အစီအကြီးနောက်ဆုံးမှထွက်လာတာအဲ့ကျွန်တော်ချုပ်ပြောလိုက်မယ်ဟို April လနောက်ဆုံးအပတ်မှာတချံပြီးနောက်2ပတ်လောက်မှာမန်ယူကအဆင့်2သို့မဟုတ်3ကနေခုံတက်သွားမှာအပေါ်ကအသင်ကခြေချော်ကြီးတောင်းလေးခုံတက်သွားမှာအသေးရဆုံးကအဆင့်1နော်ဆန္ဒလန်6တရားကြည့်ရအောင်တရားကြည့်ရလုံးဝမမားသေးရအောင်လုံးဝလည်းငင်းပွားပွဲမရှိဘူးလို့လည်းထင်ပါတယ်ညင်းလည်းယာဒီကုန်မှလာညင်းနော်